မင်္ဂလာပါရှင်တက်ခက်လေးကိုလည်းရှုံမပြက်လေးကြိုဆိုလိုက်ပါရနော်မမေကူပြပေးမှလေးကကြတော့ရှီကျိုးတို့တူရှီဝမ်ဆက်လေးဖြစ်ပါတယ်ရှင်သမီးလေးတွေဝတ်ပါနော်ဒီဗီဒီယိုထဲမှာမမေကကြတော့3 site ပြပြီးတော့မှဖြစ်ပါတယ်ရှင်9နှစ်ဆိုင်ရ6နှစ်ဆိုင်ရ9နှစ်ဆိုင်ရဆိုပြီးတော့3နှစ်ဆိုင်3 site ပြတော့ပြီးမှဖြစ်ပါတယ်ရှင်တော့ကြောချက်ကွန်လန်လေးနဲ့လာမယ်ချက်ကွန်လန်လေးကလည်း line လေးခံထားဖြစ်တဲ့အတွက်လုံးဝတောင်းတောင်းလေးနဲ့အရန်ကိုလှပါတယ်ရှင်ပစ္စည်းလေးအရန်တန့်ပါတယ်နော်နောက်မှလည်းနောက်ကျောပေါက်ကလေးပါမယ်ဖဲကျိုးလေးဖဲပြားလေးပါမယ်နော်အရန်ကိုလှတယ်ဘောင်းမီဒဲဘွားလေးနဲ့ဒါအသေးဆုံး site လေးဖြစ်ပါတယ်ရှင်စေနှုံးလေးကကြတော့သူကကြောအသေးဆုံး site က9900ဖြစ်ပါရဲ့နော်6ဆုံ6ကာလာတွဲဖြစ်ပါတယ်ရှင်ဒါလေးကကြော6နှစ် site လေးပါနော်ဒီလိုလေးပဲသူလဲတူတူပဲချုပ်ပုံလေးကအတူတူပါပဲနော်အိတ်ကက်ကလေးတွေပါမယ်ဘေးခါခွက်လေးပါမယ်အိမ်တိုင်းမှာဘေးကျိုးရှီလေးတွေပါပါမယ်ရှင်ပြီးတော့နောက်ကျောပေါက်လေးနဲ့ဖဲပြားလေးတွေပါမယ်အဲ့ဒါကတော့အထည်တိုင်း site တိုင်းမှာအကုန်ပါပါမယ်နော်ဒါလေးကကြောအကြီးဆုံး site လေးပါရှင်9နှစ် site လေးပါနော်ဒါလေးကကြောတော့မင်းရကြောတော့ဒါလေး short ပြောထားပါတော့တချို့ကလေးရအရန်ထွားတဲ့အတွက်ပုံမှန်ကလေးလေးဆိုပေါ့ပေါ့ရရလေးဝှလို့ရပါမယ်နော်ဒီတက်လည်းအသက်လေးပို့ပြီးဝှလို့ရပါမယ်နော်ကိုယ့်ရဲ့ကလေးကိုနည်းနည်းလှီလို့ရှိရင်လည်းနည်းနည်းလှီလို့ရှိရင်လည်းလှီတယ်လို့လေးပေါ့နော်short ပြီးဝယ်လို့ရပါတယ်နော်ဒီမှာလေးပါရှင်ကာလာလိုင်းလေးအခုမေပြတဲ့ကာလာလေးတွေ6ကာလာပါမယ်ဘယ် site ကိုပဲယူကာလာလေးကဒီကာလာလေးပါပဲနော်6ကာလာ6စုံတွဲပါရှင်ဈေးနှုန်းလေးကအသေးဆုံး site က9900ပါနော်6နှစ် site ကကြောတော့9800အကြီးဆုံး9နှစ် site ကကြော8000ဖြစ်ပါတယ်ရှင်ကာလာလေးကကြောတော့6ကာလာ6စုံတွဲပါရှင်3စုံလေးယူကြည့်လဲရပါရဲ့နော်3စုံလေးဆိုလဲမေခွဲရောက်ပေးပါမယ်သူကကြော3စုံဆိုရင်တော့တစ်စုံ900လေးစီတက်ပါမယ်ရှင်သူကကြောအိတ်ဖို့တိတ်ဖို့လေးမေပို့တောင်းပါရဲ့နော်တစ်စုံ900တက်ပါမယ်3စုံ3ကာလာမေထည့်ပေးပါမယ်ရှင်ဘယ် site